ဆိုတာလူအလုံးဒီမှာမင်းတို့ရမင်းကိုမင်းစိတ်ပုံနဲ့တဟိဆိုပြီးတော့ရုံမာခြင်းရုံမာလို့ရမယ်ထင်နေတာရုံမာတယ်ဆိုတာလူအလုံးမရုံမာတဲ့ကောင်တွေကနွားတို့ရုံတမေတို့တလိษံတွေလည်းရှိတယ်လူဆိုတာစัจကျေဘတ်တွေ့ရုံမာတတ်ကြစီရဲ့ဒီရောမှာငါအဖေရတကြီးပို့ထားကိုပို့ထားမင်းရဲ့ဒေါသတွေကိုဇက်တက်ပြီးပတ်ဝန်းကျင်ကိုတစ်ချက်လောက်ကဲခတ်ကြည့်လိုက်အဲ့ဒါငါလူတွေဒီချိန်မှာမင်းကငါ့ကိုတက်ရှင်ပါတယ်လို့စကားလေးတစ်ခုပြောလိုက်ရုံနဲ့မင်းရဲ့ဘဝတစ်ချက်ခံမပေါ်ပဲတည်သွားနိုင်လေဆိုတာနှလုံးသွင်းထားလိုက်အောင်ငါမှငွေရှိတယ်အဲ့ဒီငွေတွေနဲ့မင်းအဖေတဲ့ယာရုကြီးကြီးမာစတာကြီးကြီးကိုငါပေါင်းထားတယ်ဆိုတာမင်းမမေ့နဲ့ဒီချိန်ကငါချစ်ဒီခေတ်ကငါခေတ်မိသက်ကိုမယူနိုင်တာကငါအချစ်ငါဝင်ငါခေတ်ငါအချစ်ကိုဘယ်သူမှအမိန်ပေးလို့မရဒီမှာရမင်းနဲ့အောင်လေးကိုငါတခါတည်းပြောလိုက်ဟောဒီလူလောကကြီးထဲမှာကြာကြာနေခြင်းသေးတဲ့ဆိုရင်မိသက်ရဲ့ကိစ္စကိုပြည်ပေါ်မှာချလိုက်တော့အဲ့ဒါဆိုရင်လေမင်းပြန်လို့ရဟာ